ဟုတ်ကဲ့မင်္ဂလာပါခင်ဗျကျွန်တော်ကိုတော်ရရှင်မီအင်ချမ်းမီအကျိုးဆောင်ပေးမှာစင်မြဝင်ရောက်ကြည့်ရှုလေ့လာနေကြတဲ့အင်ချမ်းမီချစ်သူညီကိုမောင်နှမမိဘပြည်သူများအားလုံးကိုဒီကနေ့ကျွန်တော်အယောင်မိတ်ဆက်ပေးမဲ့ချန်လေးနှစ်ကွက်ကတော့ဒီဂျမင်းတို့မိသားစုအခြေချနေထိုင်ရေးအတွက်ကိုတန်ဖိုးနည်းနည်းနဲ့ရှာဖွေနေကြတဲ့ညီကိုမောင်နှမမိဘပြည်သူများကိုဦးစားပေးရောင်းချပေးသွားမှာဖြစ်တဲ့ဈေးနှုန်းအမတန်တန်တဲ့ကောင်းဝင်ကားတွေလည်းကောင်းအဝင်းကျင်လူနေအိမ်များလည်းရှိတဲ့အတွက်မိသားစုနေထိုင်ဖို့ကိုအစဉ်တင့်လျော်တဲ့တန်ဖိုးနဲ့ခြံကွက်ကလေးနှစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပြီးမှဖြစ်ပါတယ်ဒီလမ်းလေးရဆိုရင်ကောင်းဝင်ကားတွေလည်းကောင်းတယ်လို့အိမ်ဆောင်လို့ဆိုရင်မိသားစုလူနေတယ်ဆိုတာနဲ့အိမ်ရှိမှာမီးတိုင်ရှိတဲ့အတွက်တက်စစ်မီးတန်းရမှာဖြစ်ပါတယ်ခြံကွက်ကလေးရဲ့တန်ဖိုးကိုတော့ကျွန်တော်ရဲ့ဒီ TikTok comment box မှာဝင်ရောက်ကြည့်ရှုဖို့မေတ္တာရက်ခံပါရစေခြံလေးရဲ့အကျယ်ဝန်းကတော့မျက်နှာသာပေး40အနောက်ကို60 40-60နှစ်ကွက်တွဲခြံကွက်ကလေးဖြစ်ပါတယ်မြေမျိုးစားအနေနဲ့ကတော့ဆက်လက်မြေဖြစ်ပြီးတော့မြို့မြေအမျိုးအစားဖြစ်ပါတယ်ဇာဝဲစာတဲ့အနေနဲ့ကရောင်းသူဝယ်သူစာချုပ်စာတမ်းများအယောင်းဝယ်ဆက်ဆက်စာချုပ်များပါရှိမှာဖြစ်ပါတယ်အရှုပ်ရှင်းကင်းပြီးတော့အပြည့်အဝတာဝန်ယူရောင်းချပေးနိုင်တဲ့ဒီခြံကွက်ကလေးကိုမိသားစုနေထိုင်ဖို့တန်ဖိုးနဲ့ခြံရများရှာဖွေနေတဲ့သူများကိုကျွန်တော်ကိုတော်ရာကဦးစားပေးရောင်းချပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုဒီ TikTok ချက်ပေါက်ကနေပဲဖြစ်ဖြစ် Messenger ကနေပဲဖြစ်ဖြစ် Viber ကနေပဲဖြစ်ဖြစ်ဖုန်းနဲ့တိုက်ရိုက်ပဲဖြစ်ဖြစ်ဆက်သွယ်ဝယ်ယူနိုင်မှာကြောင့်သတင်းကောင်းပါလိုက်ပါတယ်ခင်ဗျာအားလုံးသောမိသားစုဘဝရှင်လန်းတာယာချမ်းမြေ့ကြပါစေအိုးပိုင်အိမ်ပိုင်အမြဲဆုံးရရှိနိုင်ကြသောသူများလည်းဖြစ်ကြပါစေလို့တန်ဖိုးနဲ့အိမ်ယာရှာဖွေနေကြတဲ့တန်ဖိုးနဲ့မြေခွက်များရှာဖွေနေကြတဲ့မိဘပြည်သူညီကိုမောင်နှမများအတွက်ကိုလည်းစွတ်မွန်ကောင်းများပို့တာအပ်ပါတယ်ခင်ဗျာဒီမြေခွက်ကလေးအားဆိုလို့ရှိရင်ကျွန်တော်ဇီကုံမြို့ရန်ကုန်ပြည်လမ်းကြီးကနေဝင်ရင်တော့မှ4မိနစ်ပဲဝင်ရတဲ့အကွာအဝေးတစ်ခုမှရှိတဲ့မြေဖြစ်ပါတယ်ရေမတင်ရေမဝတ်တလို့ခြံခွက်ရဲ့နေရာလေးကလည်းအမတန်ကောင်းတဲ့အတွက်ကြောင့်ရေဝင်ရေနှစ်မှမကြောက်ရတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ဒီအားလုံးသောကျွန်တော်ကိုတော်ရရွှေမီအင်ချမ်းမီအကျိုးဆောင်ပေးမှာဝင်ရောက်ကြည့်ရှုလေ့လာနေကြတဲ့ညီကိုမောင်နှမမိဘပြည်သူကြီးများအသက်ရှူတိုင်းငွေဝင်ကြပါစေအလောက်ကိုင်းများဖြန့်ပြကြပါစေမိသားစုပျော်ရွှင်ချမ်းမြေ့သောတာယာချမ်းမြေ့သောအင်ချမ်းမီတစ်ခုကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီချန်နယ်ကလေးရဲ့ဒီနေရာကတော့ကျွန်တော်တို့ဇီကုံမြို့အမှတ်1ရပ်ကွက်မြဝတီမင်းကြီးလမ်းမှာတည်ရှိတဲ့ခြံကွက်ကလေးဖြစ်ပါတယ်ခင်ဗျာလမ်းကတော့ကောင်းဝင်ကားအတွက်လည်းကောင်းတဲ့အတွက်လမ်းကမြေနီ